နော်ဟုတ်ပြီနော်အဲ့ဒါလေးပါလွယ်လွယ်လေးပါကဲ Pam can't decide Pam ဆိုတဲ့မျိုး Pam ဆိုလူနာမည်ပေါ့ Pam ဟာ can't decide မဆုံးဖြတ်နိုင်ဘူး whether noun clause နော်ငကိုကျမတို့သင်ထားပြီးသားမိကွန်အကူနဲ့စားတဲ့မိကွန်အတွက်ဒီမှာကြတော့မိကွန်စလုံးဟောင်းတဲ့ငကိုကလေးကစလို့နော်မိကွန်စလုံးငကိုကမရှိဘူးနော် helping verb နဲ့စတယ်မိကွန်စစ်တုံးကဒီကောင်ဟာဘာဖြစ်မလဲဆိုတော့ short chi go ဖြစ်မယ်မိကွန်စစ်တုံးက Pam ဆုံးဖြတ်ဖို့ကမိကွန်ကဘာလဲဆို short chi go သူမသွားတင်သလား or stay home အိမ်မှာနေတင်သလားနော်အဲ့ဒါကိုကျမတို့ short chi go ဆိုတော့ short အခုကရိယာနဲ့စတဲ့မိကွန်ဖြစ်နေတော့သူ့အတွက် noun clause လုပ်တဲ့အခါ whether သူမဟုတ် if နဲ့ဆက်တယ်လို့တင်ပြီး noun clause တွေတင်တော့ငါနော် noun clause တွေကိုလည်းကျမအဲ့ဒီ Elvis ရဲ့ what now my love တချင်းတော့ငါတင်ခဲ့တယ် noun clause တွေနော်ဟာလာအဲ့ဒါဆိုတော့ whether သူမဟုတ် if နဲ့ဆက်တယ်နော်အခုကရိယာနဲ့စလို့ဆက်ပြီးတော့သူ့ကိုအဲ့ဒီ short chi ကိုအဖြေပုံစံပြောင်းတော့ she short လွယ်လေးဆိုတော့ကအခုကျမတို့ဒါကိုလဲပဲတဲ့ဒီလိုမျိုးလုံးမယ်တဲ့ဒီလိုမျိုးလုံးမယ်ဆိုရင် how တုံးကတော့မိုံစလုံး how ဟုတ်ပြီအခု weather ဒီ weather ကိုယူမယ်ကျမတို့ယူမယ်ဟော weather w h e t h e r weather ကဲဆိုတော့ခုနလိုပဲပေါ့ I could နေရာမှာအခုဟာလဲ she should နော်ဒီမှာလေ infinitive လို့ရင်ဒီ go နဲ့ to နဲ့ကျမတို့တွဲလိုက်မယ်လေဒီမှာလိုပဲဒီမှာတော့ကလည်းဒီ use နဲ့ could ရဲ့နောက်က use နဲ့ to နဲ့တွဲလိုက်တယ်အခုလည်း should ရဲ့နောက်က go နဲ့ to နဲ့တွဲလိုက်မယ် whether to go or ဒါဆက်ယူမယ် or stay home ကဲဒီမှာလဲ American English မှာ stay British မှာ stay at home လို့ပြောပါတယ်ဟော stay at ပါတယ်နော်အဲ့ဒီ at home နေကို American English မှာတော့ at မပါဘူး stay home နော်အဲ့ဒါလေးပေါ့နော်အခုဒါဒီကျွန်မပြောပြပါပြီဒါ American English ရဲ့ grammar နော်ဒါပေမဲ့ American English grammar ဆိုလို့ British English မှာသုံးလို့မရဘူးလားရပါတယ်နော်ဟုတ်ပြီကဲဆိုတော့ဒီမှာလေသူ့ရဲ့ဒီ short ရဲ့ she short ရဲ့အနောက်က main verb နှစ်ခုဟာနော် go အဲ့ဒါကို on နဲ့တွဲပြီးတော့ stay home နှစ်ခု short ကိုသွားတင်လားဒါမှမဟုတ်အိမ်မှာနေတင်လားဆိုတော့အခုကျမတို့ဒီ to ရဲ့အနောက်မှာလဲဒီလိုပေါ့နော်သူ short နဲ့တုံးကအနောက်မှာအဲ့ဒီ go ရဲ့ stay home ရဲ့နှစ်ခုလိုက်တယ်နော်ဒါကို on နဲ့တွဲထားတာနော်ဒီ go နဲ့ stay home main verb နှစ်ခုတို့ဒီ short ရဲ့နောက်ကလိုက်တယ် on နဲ့တွဲတာဒါကြောင့်အခုလဲဒီလိုပဲပြန်ဖြစ်မယ်အခုလဲ whether ဒီ to ရဲ့နောက်မှာ go or ဒါမှမဟုတ်ဒီ stay home ထားလိုက်ဆိုတော့ whether to go or stay home သွားရမလားအိမ်မှာနေရမလားဆိုတာကို Pam can't decide မဆုံးဖြတ်နိုင်ဘူးနော် whether to go or stay home လွယ်လွယ်လေးပဲနော်လွယ်လွယ်လေးပဲဘာလဲဆိုတော့ကျမတို့ဘာလုပ်လိုက်လဲအဲ့ဒီ subject နဲ့နော်ဒီငကိုရှိတဲ့ noun clause ထဲက subject နဲ့ should တို့ could တို့ဟဲ့နော်ဒီတော့ဟိုမှာဆို can ဖြစ်မယ်နော်ဟိုမှာ we can အဲ့ဒီကောင်တို့ရဲ့နေရာမှာ to ထည့်လိုက်တယ်ဒါပဲနော်အခု she should ရဲ့နေရာမှာပါတယ်လေ to ထည့်လိုက်တယ်ဟုတ်ပြီ John told us John ကတို့ပြောပြတယ် where we can find it ငါတို့ဒီ it ဆိုတဲ့၎င်းကို